ကျွန်တော်တို့ပေါ့နော်လက်ရှိမြန်မာနိုင်ငံမှာပေါ့နော်ငလင်းနေပါတယ်အခုချက်ပိုင်းလှုပ်ထားတွေပါတယ်ရှိလားဗျဟုတ်ကဲ့ဒီရက်ပိုင်းမြန်မာနိုင်ငံမှာငလင်းသေးသေးလေးတွေလှုပ်ခဲ့တာရှိပါတယ်မတ်လ18ရက်နေ့ကမြန်မာအိန္ဒိယနေဆက်မှာပမာဏ4.1ရှိတဲ့မလင်းတစ်ခုလှုပ်ခဲ့တယ်လို့16ရက်နေ့ကလည်းနေပြည်တော်ဇမ်ဘူတီရီမြို့နယ်နီးမှာပမာဏ3.3ညရှိတဲ့ငလင်းတစ်ခုလှုပ်ခဲ့ပါသေးတယ်အခုလောလောဆယ်ထိခိုက်ပျက်စီးမှုသတင်းတွေတော့မကြားရပါဘူးထပ်သိကျင်တာရှိရင်မေးလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီပေါင်းတလဲပေါ့နေတာတော့ပေါင်းတယ်မှာနေတာပေါ့နော်ဒီပြည်မျိုးအနီးနားတစ်ဝိုက်ဒီမှာရောငလင်းတွေပါလှုပ်ခတ်သွားတာပါရှိလားဗျပေါ့နော်ရန်ကုန်မှာရောငလင်းတွေပါလှုပ်တာရှိလားဗျအေးမြို့နဲ့ရန်ကုန်နီးတစ်ဝိုက်မှာတော့ဒီရက်ပိုင်းငလင်းထူးထူးခြားခြားလှုပ်ခတ်ခဲ့တာမျိုးမရှိဘူးလို့သိရပါတယ်ဗျအခုနောက်ပိုင်းငလင်းသတိပေးချက်တွေကိုချက်ချင်းရချင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ website ဒါမှမဟုတ်သတင်းစာတွေမှာစောင့်ကြည့်လို့ရပါတယ်ခင်ဗျာတခြားမျိုးတွေအတွက်ရောသိကျင်သေးလားဗျအားဆိုတော့အဆင်ပြေပြီရပြီပေါ့နော်ဟုတ်ကဲ့အဆင်ပြေတယ်ဆိုလို့ကျေနပ်ပါတယ်ဗျတကယ်လို့ထပ်ပြီးသိကျင်တာမျိုးရှိရင်